heo mình ngặt chao lông này nè mình ai giàu cha quá mình á mấy lúc chỉ nào về bây giờ này mấy lúc chỉ nào về bây giờ tôi mình mà đóng xí đấy hậu đấy à tao về cái mày heo khana mình xí mà quá bùm 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 lên rồi đã khai lâu lý trên đó à tao tao còn tung phi mày quá mình tao cái về bây giờ mình mà đóng xí đấy tao thì mình uống mũi ra bây giờ rồi đóng nhiều đấy à đấy à bây giờ tao thì mình lúc chỉ nào xí này về bây giờ không tao không mai đấy không ở đâu rồi nó mới thì mình sẽ cái gì vậy toa rồi không cha lại đâu cha không thì mình làm mình giống cha toa lại không mấy ông lại là bán phiếu là trong này nè ngài đi không mà sau này mày mày tao đi sẽ cái về bên mà rồi đi bé xem số sẽ cái về là biểu này nó này giá đây mày mua về đi đây để ta đi đây mà lúc trên đâu ta đi đây mới là biểu gì đấy mua về đượcပြောတယ်ကွာဟဲ့တာသမီးလိုချင်တာတွေဝယ်ပြီးဖို့မိဘမှာတောင်းဝင်ရှိတယ်ဆိုတော့ဒီကိုမင်းမပြောခဲ့ဘူးမလားအောင်အိုးငါမေးပါလားဟဲ့မင်းအချောက်လုံးနေနေတယ်ကွာမင်းကိုမင်းကြည့်အောင်မင်းရဲ့ကြွက်သားတွေကိုကြည့်မင်းရဲ့ bicep တွေကိုကြည့်အောင်မင်းရဲ့ back တွေကိုကြည့်မင်းကယောက်ျားခွာရအဲ့မှာကြည့်နေနေအောင်မန်တယ်မလားကြည့်ဟုတ်တယ်ကွာဟုတ်တယ်ကွာငါယောက်ျားရတွေ့လားမင်းဒီလောက်တန်မာတာကွာသွားထပ်သွားပြီးတော့ကွာရေရုံးတာပြောခဲ့အောင်ဒီကမေ့ခဲ့တဲ့အကြောင်းလေးကိုလည်းထပ်ပြောခဲ့တော့မမေ့နဲ့နော်ဟာပါအောင်ငါတရက်တော့လေ့ကျင့်လာအောင်လေမဟုတ်အခုပဲ do it now ဟုတ်တယ်ဒီနေ့ပဲလုပ်ရမယ်ဟုတ်ပြီအောင်ဒါမှငါတစ်ခါတော့ကွာမန်ထဲမှာငါလေ့ကျင့်လာအောင်နော်တကောင်းဖွင့်မယ်အမေတောင်းစကိတ်ဝယ်ပေးမလားမဝယ်ပေးဘူးလားမိဘဆိုတာသားသမီးမွေးပြီးဆိုတောင်းယူရရလေအေးသားသမီးလိုချင်တာရှိနေဝယ်ပေးရမှာပေါ့မဝယ်ပေးနိုင်ဘူးဆိုရင်ဘာဖြစ်လို့မွေးနေသေးလဲဟုတ်ပြီငါကောင်မင်းလေးချင်တာတော့အဆင်ပြေတယ်တကယ်လို့ကွာအမေကမျက်စိပြူပြီးတော့ကြည့်တာပဲဖြစ်ဖြစ်အတန်မာနဲ့ပျော်လာတာပဲဖြစ်ဖြစ်မဝယ်ပေးဘူးဆိုပြီးတော့ညင်းတဲ့အချိန်မှာပဲဖြစ်ဖြစ်နောက်ဆုံးကွာလက်ဝါးတွေပါတဲ့အချိန်မှာဖြစ်ဖြစ်ကွာဒီလိုအဖက်ဖက်နဲ့ကြာရှုံတဲ့အချိန်မှာတော့ကွာနောက်ဆုံးမင်းရဲ့စိတ်တဲ့ဟိုဒီလိုမတင်ပြီးတော့မှကွာဟိုငါ့ဟိုဘယ်သူမှမတားဆီးနိုင်ဘူးဆိုတဲ့စိတ်တဲ့မျိုးနဲ့ကွာမင်းနောက်ဆုံးစကားတစ်ခွန်းအမေတောက်ဝယ်ပေးမှလားမဝယ်ပေးဘူးလားဆိုတော့ပြက်သားဒါမေးလိုက်ကွာယောက်ျားဖြစ်နဲ့မေးလိုက်တော်တော့ရောအမေစကားကိုရှင်းပဲပြောကြမယ်ဗျာ။ဒါကဒီစကိတ်ကိုကြိုက်တယ်ဝယ်ချင်တယ်။အဲကြတော့မိဘဆိုတာသားသမီးမွေးထားပြီးဆိုရင်ဗျာတောင်းယူတဲ့ရတယ်။သားသမီးလိုချင်တာရှိနေဝယ်ပေးရမှာပေါ့။အဲဒါဆိုမဝယ်ပေးနိုင်ဘူးဆိုဗျာ။ဘာဖြစ်လို့မွေးနေသေးလဲ။မင်းကငါ့ကိုအရင်ကဒီလိုမျိုးရရင်စမ်းနေလို့ပြောပါ။နင်အခုတော်တော်ရိုင်းနေပါလား။လာခဲ့။မဟုတ်မမေတာအရင်ကတည်းကတာလိမ်မာပြီးသားလေ။တာအရင်ကအဲ့လိုမျိုးစကားမှမပြောပဲဟိုအကူမြောက်ဘယ်မှာလဲနဲ့အမေတားနားလေအမေအကိုမြောက်လားအကိုမြောက်အဲ့ကောင်နေကနင့်ညီကိုဘာတွေတင်ပေးနေရလဲကြည့်ငါ့ကိုဒီကောင်ရိုင်းဆန်းနဲ့ပြောနေနော်အေးနင်ဘာတွေလျှောက်တင်နေရလဲဟမ်မဟုတ်ပါဘူးသားဘာမှမတင်ပေးဘူးအေးနေတို့ညီကိုတွေလေငါ့ရဲ့ဒေါသကိုစွာနေတာနော်နောက်ခါထက်မြောက်အောင်နင့်ရဲ့ညီကိုမဟုတ်ဘူးတားညီကိုလေးစကားပြောဆိုရင်တင်ပေးနေတာဘာဟုတ်တယ်လေဗျာညီကလူကြားသူကြားထဲမှာပဲဖြစ်ဖြစ်ဟိုလူကြီးလေးရှိမှာပဲဖြစ်ဖြစ်ဟိုစကားတွေကရဲဝုန်းပြောနိုင်ဖို့အတွက်ဒါစကားပြောဆိုရင်တင်ပေးနေတာဟုတ်တယ်စကားပြောဆွမ်းရည်တင်ပေးတာတော့ဟုတ်ပြီလူကြီးတွေကိုရိုင်းဆိုင်ပြီးစော်ကားမော်ကားလို့ကိုတင်ပေးတော့နည်းနည်းနဲ့တွေ့မနော်ဟေးတွေ့မနော်ဒီမှာဘာ brand တွေတော့မသိဘူးနော်အေး point တွေကတော့အကြီးနော်ပါနေထိသွားပြီဒါအဲ့လိုမျိုးမတင်ပေးပါဗျာဒါလိမ်ပါမိသားကြီးအေးပြီးရောဟာဒါဆိုရင်တားကိုစကိတ်မဝယ်ပေးကြတော့ဘောဟာဒီကောင်ကလည်းရောမှာနေစကိတ်
အော်ဆန္ဒအမေမရှိတော့လားဟာငါ့ကိုဘယ်သူမှမတားဆီးနိုင်ဘူးရဲဝုန်းအခုကလားမင်းကလည်းကွာမင်းအမေကြောင့်တီးတဲ့အတိုင်းပဲ